မင်းသားမာရီအိုရဲ့တည်င်းရှင်းတည်င်းထဲမှာဖော်ပြထားတာကတော့ပြီးခဲ့တဲ့ရက်တုန်းကစီကြီးအိမ်ထဲမှာလူငယ်တစုကအတန်ကျဲလောင်စွာနဲ့ပျော်ပါတောက်စားနေကြတဲ့အဲ့ဒီထဲမှာမာရီအိုလည်းပါတယ်လို့တည်င်းထွက်လာတဲ့ရှင်းပြီးတော့ရဲကမာရီအိုကိုစစ်စေတော့မာရီအိုမှာငွေသားပတ်ကိုတန်းလဲတွေ့တယ်အဲ့ဒီငွေကဘယ်ကနေရလာတယ်လဲဆိုတာစစ်စေမယ်လို့ရေးထားတာရှိရဲ့အမှန်တော့အဲ့ဓာတွေကတည်င်းအမှန်မဟုတ်ရှင်အဲ့ဒီတည်င်းလှုပ်တဲ့သူကအဲ့ဒီအကောင့်ထဲမှာသူတို့ online လောင်းကစားတွေတင်ဖို့ follow တွေရရှင်လို့အဲ့လိုမျိုးတင်လိုက်တာရှင်သူတို့ယူသုံးထားတဲ့ပုံနဲ့ဗီဒီယိုခါကြတော့ဒီခတဲ့2023 8လပိုင်းတုန်းကမင်းသားမာရီအိုကားနံပါတ်ကပြဿနာဖြစ်နေတဲ့ရှင်လူဆိုးကတရားဝင်တဲ့ကားနံပါတ်မဟုတ်တဲ့ကားနံပါတ်အခု100ကျော်ကိုရောင်းတယ်ဝယ်တဲ့တူထဲမှာမာရီအိုလည်းပါနေတယ်ရှင်မင်းသားမာရီအိုကမတိလို့ဝယ်လိုက်တာပြီးတော့အဲ့ဒီကားနံပါတ်ကိုမင်းသားကဆေးအများကြီးပေးပြီးဝယ်ခဲ့တာပြောရရင်မင်းသားကအလင်ခံခဲ့ရတာရှင်အဲ့ရုံကရဲကမင်းသားမာရီအိုကိုခေါ်ယူစစ်ဆေးမှုမလုပ်ရတည်ဘူးဒါပေမဲ့မင်းသားမာရီအိုကမင်းသားဖြူစင်ကြောင်းရဲစခန်းကိုအရင်သွားပြီးရဲကိုသွားရှင်းပြတယ်တက်တဲ့အထောက်အထားတွေသွားပေးတယ်သွားပြတယ်မင်းသားလည်းအလိန်ခံရတယ်ဆိုတော့ပြပြလဲလဲဖြစ်သွားတယ်ရှင်အဲ့တုန်းကဗီဒီယိုတွေပုံတွေကိုယူပြီးလာတင်တာပြီးတော့ရှောက်ရေးတာမဟုတ်တာတွေရှောက်ရေးတယ်တချို့နေရာဆိုလဲဒီထက်ဆိုးတာရေးရရှင်းရှင်းဘာတွေရေးထားမှမသိမင်းသားကိုဘာတွေပြစ်တင်မှလည်းမသိအမှန်တကယ်ခါကျတော့ဘာတည်င်းမှမရှိဘူးတကယ်တည်င်းဖြစ်လေရှင်တည်င်းဌာနကြီးတွေမှာထွက်မယ်ဒါခါကျတော့သူတို့ရဲ့အကောင့်ထဲမှာသူတို့ရှောက်တင်တယ်ဆိုတော့တည်င်းအမားပါရှင်မကြာခဏထွက်တယ်မင်းသားတယောက်ပြီးတယောက်မင်းသမီးတယောက်ပြီးတယောက်သူတို့ဒီလိုမျိုး like ရိုးဘောနော်သူတို့follow တွေရအောင် like တွေများများရအောင်သူများသူတို့အကောင့်ကိုတီးအောင်သူတို့အဲ့လိုမျိုးလောက်ကစားတင်သူများတွေ့အောင်ရှင်သူတို့ comment ထဲပဲဝင်ကြည့်သူတို့အဖွဲထဲကအရောက်ရာရှိကပဲပြန်လာမင့်ကြတယ်ပြီးတော့မင်းသားနဲ့ပတ်သက်တာကိုလာမင့်ကြတာမဟုတ်ပဲနဲ့သူတို့ရဲ့အကောင့်နဲ့ပတ်သက်ပြီးသူတို့လာမင့်ကြတာရှင်အဲ့တော့မင်းသားမာရီယိုရဲ့တည်င်းကတည်င်းအမားပါရှင်တည်င်းအမှန်မဟုတ်ဘူး